တော်လန်မိဘပြည်တို့ရေမတ်မိုးအဖြစ်တစ်ခုရလာပြီစင်အဖြစ်ကတော့ဗာလဲဆိုတော့ငါတို့ရဲ့တိုင်းရင်းသားလက်နက်ကန်တွေစစ်တိုက်လာတာလက်နက်ကန်လာတာအနည်း80ကျော်ဘာဖြစ်လို့အာနာစင်ကိုမနိုင်တာလဲဘာဖြစ်လို့မလွတ်မြောက်တာလဲဘာဖြစ်လို့အခုထိဒီတော်လန်ရမပေးတာလဲဆိုတာအဖြစ်ကတော့ရလာပါပြီနော်အဖြစ်ကတော့ဗာလဲဆိုတော့ပမာလူမျိုးတွေပမာလူငယ်တွေမပါလို့အဲ့ဒီတော်လန်ရေးထဲမှာအဲကြောင့်တော်လန်ဗာလဲဟိုတိုင်းရင်းသားလက်နက်ကန်တွေကမနိုင်တာနော်အဲ့ဒါတင်းနော်တင်းတော်လန်ရေးမနိုင်တာပမာလူမျိုးတွေပမာလူငယ်တွေမပါလို့အဲ့ဒီတော်လန်ရေးထဲမှာနော်မနိုင်တာနော်နေ့ကြတော့ရန်သူကိုတော်လန်နေတဲ့အချိန်မှာရန်သူကိုတော်လန်တိုင်းသားလက်နက်ကန်တွေရန်သူကိုတော်လန်နေတဲ့အချိန်မှာအာနာစင်ကိုမတော်လန်ဘဲနဲ့ပမာလူမျိုးကိုတော်လန်တာလူမျိုးရေးမုံတီးပြီးတော့ပမာလူမျိုးကိုတော်လန်တာနော်အာနာစင်နဲ့ပမာလဲအာနာစင်နဲ့ပမာနဲ့အာနာစင်နဲ့သူတို့တတေစာခွဲခြားလို့မတတ်ဘူးပမာဆိုရင်သူတို့မုံတီးရမယ်ပမာဆိုရင်သူတို့ရဲ့ရန်သူပမာဆိုတာအာနာစင်လို့သူတို့အဲ့လိုမျိုးဆုံးပြလိုက်တာအဲ့လိုမျိုးဆုံးပြတော့အနည်း9000အနည်း9000အနည်း9သိန်းအနည်း9တန်းတိုက်လဲဘယ်တော့မှနိုင်မှာမဟုတ်ဘူးဘာကြောင့်လဲပမာကငါတို့ရဲ့ရန်သူအစ်စ်မှန်မဟုတ်ဘူးပမာကအာနာစင်မဟုတ်ဘူးအဲ့ကြောင့်အာနာစင်မဟုတ်တဲ့လူမျိုးစုတစုကိုတော့တော်လိုက်လို့စင်ကဘာကွဲပြီးလဲဘယ်တော့မှနိုင်မှာမဟုတ်ဘူးနိုင်ချင်လို့စင်အာနာစင်ကိုရွေးချယ်ပြီးတော့တော်လန်ရမယ်အာနာစင်အာနာယူဆိုတာလူမျိုးတိုင်းမှာစီးတယ်ပမာလူမျိုးပါပမာလူမျိုးပါပဲမဟုတ်ဘူးရခိုင်လူမျိုးကချင်လူမျိုးကချင်းလူမျိုးကရင်လူမျိုးတွေမှာမဟုတ်ဘူးလူမျိုးတိုင်းမှာဘာသာတိုင်းမှာစီးတယ်အာနာစင်အာနာယူလူတတ်သမားမိစ္ဆာကောင်တွေစီးပွားယူကောင်တွေလောဘယူကောင်တွေနော်တခိုးထမြကောင်တွေကလူမျိုးတိုင်းမှာစီးတယ်အဲ့ဒီမျိုးစီးတဲ့လူတွေကအာနာစင်လို့ခေါ်တာနော်လက်နဲ့ကင်ပြီးစစ်တိုက်တဲ့အချိန်ရန်သူကဘသူလဲအာနာစင်ကဘသူလဲခွဲခြားမတတ်လို့စင်ဘလောက်ပဲလက်နဲ့ကင်သေပြီးလဲဘယ်တော့မှနိုင်မှာမဟုတ်ဘူးအဖေကတော့ဒါပဲဒီတို့နော်အနည်း80ကျော်သူတို့စစ်တိုက်လာတာပမာလူမျိုးမပါလို့နော်စစ်တိုက်လို့မနိုင်တာတော်လန်ရေးမနိုင်တာနော်နပနှစ်ကြတော့တိုက်တဲ့အချိန်မှာလဲအာနာစင်ကိုမတိုက်ပဲနဲ့ပမာလူမျိုးကိုမုံတီးပြီးတော့ပမာလူမျိုးကိုရန်သူလို့တတ်မှပြီးတော့တော်လန်တာတိုက်တာပမာလူမျိုးကိုတိုက်တာပမာလူမျိုးကိုတော်လန်တာနော်အမြဲတမ်းပဲမမို့တို့ရွာလူတွေလာမမို့တို့ကရင်ပြည်နယ်ကတပြည်နယ်လုံးဆိုရင်စစ်ခွေးစစ်သားဆိုရင်ပမာစစ်သားပယောင်တော့ဆိုတာပယောင်စစ်သားအဘလဲဟိုပမာစစ်သားပေါ့အမှန်တကယ်ဆိုရင်နော်သူတို့ခေါ်တဲ့ပမာစစ်သားထဲမှာဆိုရင်လေအဲ့ဒီအာနာစင်အာနာယူစစ်သားဘက်ကလူတွေဆိုရင်လူမျိုးပေါင်းစုံပဲကရင်စစ်သားကရင်လဲပါတယ်ပိုလဲပါတယ်မိုးလဲပါတယ်ချင်းလဲပါတယ်ကချင်လဲပါတယ်မင်းအောင်လိုက်စစ်သားထဲမှာနော်ဒီစစ်ခွေးစစ်သားဘက်မှာနှစ်ပေါင်းများစွာငါတို့တိုင်းသားလက်နဲ့ကန်တဲ့နော်ဟိုစစ်တိုက်နေတဲ့ဒီစစ်သားတွေဆိုရင်လူမျိုးပေါင်းစုံပဲပြီးတော့ပမာလူမျိုးမှမဟုတ်ဘူးလူမျိုးပေါင်းစုံပါတာနော်ပမာလူငယ်ပမာလူမျိုးတွေကပါလာပြီးဒီ6နှစ်အတွင်းသူတို့လည်းတော်တော်လောက်တယ်တကယ်လည်းပြတ်သားတယ်ပြည်တော်စုစိတ်ဓာတ်လည်းမွေးတယ်နော်ပြည်တော်စုစိတ်ဓာတ်အပြည့်ဝစီတယ်ငါတို့ရဲ့ပြည်တဲ့ဒါမခွဲခြားဘူးငါတို့ပမာစစ်သားငါတို့ပမာနေမြေမှာပဲငါတို့တိုက်မယ်ငါတို့ရဲ့အညာမှာပဲတိုက်မယ်သူများပြည်နယ်မှာငါတို့မတိုက်ဘူးတိုင်းသားနေမြေမှာတော့မတိုက်ဘူးအဲ့လိုမျိုးမစိတ်ဘူးနော်ငါတို့ပမာလူငယ်တွေရဲ့စိတ်ဓာတ်ပြည်တော်စုစိတ်ဓာတ်မွေးပြီးတော့ဘယ်နေရာပဲဒေသမဆိုအကောင်လုံးတော့တိုက်ပေးတယ်ကူညီပေးတယ်သူတို့နေရာမှာမဟုတ်ဘူးမခွဲခြားဘူးနော်အညာမြေလွတ်မြောက်ဖို့ရန်ကုန်မြို့လွတ်မြောက်ဖို့မန္တလေးမြို့လွတ်မြောက်ဖို့အဲ့လိုမျိုးမအော်ဘူးသူတို့တွေကပြည်တော်စုနဲ့တိုက်ပေးတဲ့တခြားတနိုင်ငံလုံးလွတ်မြောက်ဖို့ပဲသူတို့အော်တယ်ငါတို့ရဲ့ PDF တွေကโอเคနော်ဒီတစ်ခါပမာလူငယ်တွေပါလာပြီဆိုတော့ຫນွေဦးတော်လန်ရေးနော်2021မှာနိုင်ကိုနိုင်မှာအနည်း80ကျော်တော့ကမနိုင်တာပမာလူငယ်တွေပမာလူမျိုးတွေနော်ပမာလူငယ်တွေပမာလူမျိုးတွေမပါလို့ပြီးတော့လေအနည်း80ကျော်တော့တိုက်လာတာလဲပမာလူမျိုးကိုတိုက်တဲ့အတွက်ကြောင့်ဒီຫນွေဦးတော်လန်ရေး2021မှာကျတော့ငါတို့တွေကကရင်ကိုလည်းမတိုက်ဘူးပမာကိုလည်းမတိုက်ဘူးမွန်ကိုလည်းမတိုက်ဘူးကချင်ကယားချင်းမွန်ရခိုင်ကိုလည်းငါတို့မတိုက်ဘူးငါတို့တိုက်တာအာနာစင်အာနာယူလူသက်သမားမျိုးဖြက်ပြည်ဖြက်နော်မျိုးဖြက်ပြည်ဖြက်လူသက်သမားလူရောက်မှတည်းငါတို့တိုက်တာနော်ဒီຫນွေဦးတော်လိုင်းရပမာကိုတိုက်တာမဟုတ်ဘူးကရင်ကိုတိုက်တာမဟုတ်ဘူးတိုင်းရင်သားကိုတိုက်တာမဟုတ်ဘူးလူမျိုးရေးနဲ့ဘာသာရေးကိုတိုက်တာမဟုတ်ဘူးငါတို့တိုက်တာအာနာစင်အဲကြောင့်ငါတို့သေချာနိုင်မယ်သန်းပစင်းနိုင်မယ်တကယ်လည်းနိုင်မယ်โอเคနော်နေ့80ကျော်နေ့60ကျော်တော့ဘာကြောင့်မနိုင်လဲဆိုတာအာနာစင်ကိုမတိုက်ပဲနဲ့ပမာလူမျိုးကိုတိုက်နေတာโอเคနော်ပမာလူမျိုးကိုရန်သူလို့တတ်မှတ်ပြီးတော့အာနာစင်ကိုရန်သူလို့မတတ်မှတ်ပဲနဲ့ပမာလူမျိုးကိုရန်သူလို့တတ်မှတ်ပြီးတော့တိုက်နေတာအဲကြောင့်တို့ကဘယ်တော့မှမနိုင်တာပမာလူမျိုးတွေတို့တိုက်ပမာလူမျိုးတွေဘယ်လောက်ပဲသေလိုက်အကောင်လုံးသေလိုက်ပြီလေအာနာစင်မသေလို့စင်ဒီတော်လိုက်ရေးလားဘယ်တော်လိုက်ရေးမဆိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးနော်အတိကပမာလူမျိုးသေမကိန်းမျိုးသေမမဟုတ်ဘူးအတိကအာနာစင်သေမငါတို့အားလုံးလူမြောက်မှာအားလုံးမှထားကြ